တော်တို့တင်လိုက်တဲ့ဗီဒီယိုများကနေပြီးတော့ဝင်ငွေတွေရရှိလာအောင် TikTok Creator Reward Program ကိုဝင်ကြိုင်းတဲ့နည်းတိတ်ချလေးရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်။ကဲဒါဆိုရှင်တော့ကျွန်တော်တို့စလိုက်အောင်နော်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ TikTok account ထဲဝင်သွားလိုက်ပါမယ်။ဖုန်းအနေနဲ့ကျွန်တော်တို့ TikTok monetization မလျှောက်ခင်မှာကိုယ့်ရဲ့ account မှာတင်ထားတဲ့ဗီဒီယိုများက TikTok ရဲ့ community guideline တွေ TikTok ရဲ့စီမင်းစည်းကမ်းချက်တွေလိုက်နာမှုရှိလားမရှိဘူးလားဆိုတာတွေကိုကိုယ့်ရဲ့ဗီဒီယိုကိုအရင်ဆုံးစစ်ဆေးပေးဖို့လိုပါတယ်။ copyright ရှိတဲ့ဗီဒီယိုတွေ TikTok ရဲ့ community guideline နဲ့မညီတဲ့ဗီဒီယိုတွေကိုတွေ့တယ်ဆိုလို့ရှိရင်တော့ချက်ပြဖို့လိုပါတယ်။ဆိုရင်ကျွန်တော်ဒီခါကနေထွဲလိုက်မယ်။ထွဲပြီးတော့မှကျွန်တော်တို့ TikTok Creator Reward Program ထဲဝင်သွားရမှာပဲဖြစ်ပါတယ်။ TikTok Creator Reward Program ထဲဝင်သွားလိုက်ပါ။ Okay ကျွန်တော်တို့ Creator Reward Program ထဲဝင်လိုက်ပြီဆိုလို့ရှိရင်တော့ဒီလိုပုံစံလေးမြင်ရမှာဖြစ်ပါတယ်ဗောနော်။ဒီအနေထားဆိုလို့ရှိရင်တော့ကျွန်တော်တို့ TikTok Creator Reward Program monetization ဝင်လျှောက်လို့ရပြီပဲဖြစ်ပါတယ်။ဒီမှာ TikTok ကနေပြီးတော့တက်မှတ်ထားတဲ့အရေးချင်းတွေပြည်နေတော့ဖြစ်ပါတယ်ဗောနော်။ session နဲ့အထက်ပြီးသွားပြီပြီးလို့ရှိရင် follower 1000ကျော်သွားပြီပြီးလို့ရှိရင်ရက်30အတွင်းမှာကျွန်တော်တို့ဗီဒီယိုကိုဝင်ရောက်ကြည့်ရှုတဲ့ viewer ပေါင်းတသိန်းရှိတော့ဖြစ်ပါတယ်ဗောနော်။ဒါဆိုရင်ကျွန်တော်တို့ Creator Reward Program ကနေဝင်ပြီးတော့ monetization ဝင်လျှောက်ရုံပဲ။ကျွန်တော်တို့ Creator Reward Program ကိုဝင် join မယ်ဆိုလို့ရှိရင်အောက်နားလေးက join နေအောင်နှိပ်ပေးလိုက်ပါ။ Creator Reward Program ထဲမှာ join မပေါ်သေးဘဲနဲ့အခုလိုပြနေသေးတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့နေတဲ့စိတ်တမကြပါနဲ့ဗီဒီယိုတွေပုံမှန်တင်သွားပါ follower တွေပုံမှန်ရှာသွားပါအချိန်တန်လို့ရှိရင်တော့ join ဆိုတဲ့ဟာလေးပို့လာမှာဖြစ်ပါတယ်။ကဲကျွန်တော်တို့ join ဆိုတဲ့ဟာလေးပို့နေတဲ့မိတ်ဆွေများအနေနဲ့ကတော့ join ကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့အနေနဲ့ monetization ဆက်ပြီးတော့ရှောက်သွားလို့ရမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရှင်တော့ကျွန်တော်တို့ TikTok Creator Reward Program ကို join လိုက်ပြီပဲဖြစ်ပါတယ်။